ဲဘုံဘုံတို့တရားထိုင်ဖို့ကျင့်ကြမယ်တရားထိုင်တဲ့အခါမှာခံဒီကိုတက်တော့တက်တာနေနိုင်တဲ့နည်းနဲ့နော်ထိုင်တာပါပထမဆုံးတော့9မိနစ်ပဲထိုင်မယ်အကျဉ်းချင်းထိုင်မယ်နော်3နိုင်ချမှပြန်မယ်ဆိုတော့မပြန်မချင်းတော့တစ်ချိန်ပြီးတစ်ချိန်တရားထိုင်မယ်ပထမတစ်ချိန်က9မိနစ်ဆိုရင်ပြီးရင်တော့ဒုတိယချိန်ကျတော့6မိနစ်ဖြစ်ဖြစ်9မိနစ်10မိနစ်ဖြစ်ဖြစ်အဲ့လိုတိုးပြီးတော့ထိုင်တယ်အဲ့ဒီအတိတ်ထံပြီးတော့လုပ်ကြရအောင်ဒီနေ့နော်ပထမတစ်ချိန်9မိနစ်ထိုင်မယ်ဒုတိယချိန်မှာ9မိနစ်အောက်မထိုင်ဘူး9မိနစ်အထက်ပဲထိုင်မယ်အဲ့ဒီအတိတ်ထံပြီးတော့လုပ်အဲ့ဒီအတိတ်ထံနဲ့3နိုင်ပြီးတော့ချိန်မှာမွန်တို့အားလုံးနှုတ်ခံနေပြီးတော့အတိတ်ထံလုပ်ဘဝမှာအခါခါရဆင်ပြေပါစေသူတို့ကအကျိုးမိမိအကျိုးတွေမကောင်းသူတို့ကအကျိုးပါဆောင်ရွက်နိုင်ပါစေအဲ့ဒီအတိတ်ဒီနေ့ဆိုချမ်းမယ်နော်အဲ့ဒီအမဆိုခင်မှာဘုရမဆုံးဘုံဘုံတို့တမာရီအင်အားတည်ထောင်မယ်တမာရီအင်အားတည်ထောင်တဲ့အခါမှာတည်ထောင်မှုတည်ထောင်နည်းကိုပြောပြမယ်ဝင်လေထွက်လေဝင်လေကိုရှုတာထွက်လေဝင်လေရှုတာလည်းပဲဗုဒ္ဓဘာသာမှာထွက်လေဝင်လေရှိတာဟုတ်ရဲ့လားမဟုတ်ဘူးလူတိုင်းရှိတယ်ခရိယန်ဘာသာဝင်လေဝင်လေထွက်လေရှိတယ်ဟိန္ဒူဘာသာဝင်လေဝင်လေထွက်လေရှိတယ်အစ္စလာမ်ဘာသာဝင်လေရှိတယ်ဝင်လေထွက်ဒီဝင်လေထွက်လေမရှိတော့ဘူးဆိုဘုံဘုံအထက်မရှိတော့ဒါကြောင့်ဒီဝင်လေထွက်လေဘုံဘုံအတက်မယ်သူ့ကိုယူဆိုင်တာဒါအတက်ကိုယူဆိုင်နေတာဝင်လေထွက်လေနဲ့ငြင်းငြင်းချမ်းချမ်းနေနိုင်ပြီးတော့ဝင်လေထွက်လေကိုရမဖြစ်ဘူးသူ့ကိုရည်တည်မရှိဘူးသူရှိနေတာကိုအတိမှန်ရှိတယ်သူ့ကိုမေတ္တာထားနေဘုံဘုံဘဝကိုမေတ္တာထားနေတာပဲဘဝထဲမှာမေတ္တာပွားနေတာဝင်လေထွက်လေကအနာဂတ်ဒီကြီးပါတယ်ဝင်လေရှုတဲ့အခါမှာဘယ်လိုရှုမှာတော့ဝင်လေရှုတဲ့အခါနဲ့ဒီအားဆိုင်ပြီးတော့ရှုမယ်နော်အားဆိုင်ပြီးတော့ရှုမယ်ဒါနဲ့ဖြည်းဖြည်းပဲရှုအားဆိုင်မယ်ဒါနဲ့သူ့ကိုညင်ညင်သာသာပေါ့အားဆိုင်နေတာရှုတဲ့အခါ